အားလုံးမင်္ဂလာပါဒီနေ့ကတော့အရင်နေ့တုန်းက epithelial tissue connective tissue muscle tissue အကြောင်းတွေပြောပြီးတော့နော်ဒီနေ့ကတော့ nervous tissue အကြောင်းဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ရအောင် nervous tissue တွေကဘယ်နေရာမှာရှိလဲဆိုလို့ရှိရင်တော့ brain spinal cord တွေမှာရှိတယ်ဆိုတော့ဒီ nervous system မှာဆိုလို့ရှိရင်တော့ central nervous system နဲ့ peripheral nervous system ဆိုပြီးတော့ရှိတယ်ဆိုတော့ CNS ပေါ့နော်ဒီဗဟိုအာရုံကြောစနစ်ပေါ့ဆိုတော့အဲ့မှာဆိုလို့ရှိရင်တော့ brain နဲ့ spinal cord အုံနောက်နဲ့ဒီကြောရိုးမဒီပါဝင်ပါတယ်ကြောရိုးမဒီထဲမှာရှိတဲ့အာရုံကြောမကြီးကိုပြောတာပါ peripheral nervous system PNS မှာတော့ cranial nerve တွေ cranial nerve ဆိုတာဒီအုံနောက်ထဲကနေပြီးတော့နေမှာထွက်လာတဲ့အာရုံကြောတွေနောက်တစ်ခါ spinal nerve ကကြတော့ဒီကြောရိုးကနေပြီးတော့နေမှာကြောရိုးအစစ်တွေကနေပြီးတော့မှထွက်လာတဲ့အာရုံကြောတွေကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီ nervous system မှာဆိုလို့ရှိရင်သူ့ရဲ့ function ကပေါ့နော် basic အနေနဲ့ဆိုလို့ရှိရင်တော့၃ခုရှိတယ် sensory integration နဲ့ motor output ပေါ့နော်ဆိုတော့၃ခုရှိတယ်ဆိုတော့ sensory ဆိုတာကကြတော့သူက information ကို receive လုပ်တယ်ဆိုတော့ receive လုပ်တယ်ဆိုတာ receptor တွေရှိရတယ်ပေါ့နော်ဆိုတော့ဥပမာအနေနဲ့ဆိုလို့ရှိရင်တော့ပူတဲ့အရာတစ်ခုကိုလက်ကထိမိလိုက်ပြီဆိုလို့ရှိရင်ဒါက stimulus တစ်ခုပေါ့လှုပ်ဆော်မှုတစ်ခုကနေပြောနေမှာဒီလက်မှာရှိတဲ့လက်နဲ့ထိမိရဆိုလက်မှာရှိတဲ့ receptor ကနေပြောနေမှာအိုးဒါပူတာပဲဆိုပြီးတော့နေမှာဒီကနေဒီက signal electrical signal တွေ signal ကို central nervous system ကိုပို့တယ် central nervous system ကိုပို့လိုက်တဲ့အချိန်မှာဒီကနေပြောနေမှာ brain ကနေစဉ်းစားတယ်အတိမပြရတယ်ပေါ့နော်ဒါကပူတဲ့ဟာလားအေးတဲ့ဟာလားအနေရှိတဲ့ဟာလားစသဖြင့်ဒီလိုမျိုးတွေလက်ခံပြောနေမှာဆုံးဖြတ်ပြီးတော့နေမှာဒါကပူတဲ့ဟာဆက်ပြီးတော့ကိုင်းနေဆိုအပူလောင်သွားနိုင်တယ်ဆိုပြီးနေမှာဖတ်ခနဲ့ motor output အနေနဲ့ဒီ stimulus ကို response လုပ်လိုက်တာပေါ့နော်လက်ကိုပြန်ဆုပ်လိုက်တာပေါ့နော်ဆိုတော့ဒါကကြတော့function brain ရဲ့ဒီ nervous system ရဲ့ function ဖြစ်ပါတယ်လို့ဆိုတော့ဒီ nervous tissue မှာဆိုလို့ရှိရင်တော့ cell type ကကြတော့နှစ်ခုရှိတယ်ဆိုတော့ neuron နဲ့ glia cell ဆိုပြီးတော့မှရှိပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ neuron ကိုကြည့်အောင်ပေါ့နော် neuron ကကြတော့ဒါကတော့ structure အကြမ်းမြင်လေးဖြစ်ပါတယ်ဆိုတော့ dendrite soma axon နဲ့ synaptic terminal ပေါ့နော်ဒီဘက်ကဒါတွေရှိပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ axon ကိုကြည့်အောင် neuron ကိုကြည့်အောင်ပေါ့နော် neuron ကကြတော့ဒါကကြတော့အခုဒီဝမ်းပြတဲ့ဟာကကြတော့ cell body လို့ခေါ်ပါတယ်ဆိုတော့ဒီ cell body မှာဆိုလို့ရှိရင်ဒီထွက်နေတဲ့ဒီအမြင်လေးတွေကိုကြတော့ dendrite လို့ခေါ်တယ်ဆိုတော့ cell ဖြစ်တဲ့အတွက်ကြောင့်မို့လို့ nucleus နဲ့ nucleolus တွေပါဝင်တာပေါ့နော်ဆိုတော့ဒီ cell body ကနေဒီမှာထွက်လာတဲ့ဒီနေရာလေးဆိုလို့ရှိရင်တော့ axon hillock လို့ခေါ်တယ်ဆိုတော့ဒါကတော့ cell body ကနေထွက်လာတဲ့အဖူလေးပေါ့ဆိုတော့ဒီကနေပြန်နေမှာထွက်လာတဲ့ဥစ္စာကိုဒီအပိုင်းကိုကျတော့ axon လို့ခေါ်တယ် axon ကအရှိကြီးဆိုလို့ရှိရင်သူက nerve fiber လို့လည်းခေါ်သေးတယ်ဒီဘက်ကကျတော့ terminal branch တွေဖြစ်ပါတယ်ဆိုတော့ဒီ axon အပိုင်းကကြတော့ဒီ conducting zone ပေါ့စောစောတုန်းကပြောလိုက်တဲ့ stimulus ကလက်ခံရရှိပြီဆိုလို့ရှိရင်ဒီကနေပြောနေမှာ electrical signal တွေကိုပို့တာဆိုတော့အဲ့လိုမျိုးကြောင့်မို့လို့ဒီ neuron မှာဆိုလို့ရှိရင်တော့ excitability ဆိုတာကကြတော့ response stimulus တစ်ခုပေါ့နော်လှုံ့ဆော်မှုတစ်ခုရှိပြီဆိုလို့ရှိရင်ပြန်ပြီးတော့မှတုံ့ပြန်တဲ့ response လုပ်တဲ့အတွက်ကြောင့်မို့လို့ excitability ရှိတဲ့cell တွေပေါ့နော်ဒါတွေနောက်တစ်ခုက conductivity ဆိုတာကကြတော့ electrical signal တွေကိုပို့တဲ့အတွက်ကြောင့်မို့လို့ပြောတာဖြစ်ပါတယ်ဆိုတော့ကကြဒီ electrical signal တွေကဒီတနေရာနေပြောနေမှာရောက်လာရဲဆိုလို့ရှိရင်ဒီ axon terminal ပေါ့နော်ဆိုတော့ဒီနေရာလေးတွေမှာ receptor နဲ့ neurotransmitter တွေပေါင်းပြီးတော့နေမှာသူကဒီမှာသတင်းချက်လက်တွေကိုလက်ခံရယူပြီးတော့မှဆက်ပြီးတော့မှအလုပ်လုပ်တာပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ glia cell ပေါ့ glia cell ကိုじゃ supporting cell လို့လည်းခေါ်တယ်နောက်တစ်ခုက helper cell လို့လည်းခေါ်တယ်ဆိုတော့အဲ့ဒီမှာဘာတွေပါလဲဆိုလို့ရှိရင်တော့ဒီ astrocyte ဆိုတဲ့ဒီ star shape ပုံစံလေးတွေရှိတယ်နောက်တစ်ခုကကြတော့ဒီmicroglia cell နောက်တစ်ခုက epidermal cells နောက်တစ်ခုက oligodendrocyte ရွှမ်းဆဲပေါ့နော်ဆိုတော့ oligodendrocyte ကကြတော့ဒီ main ပေါ့နော် central nervous system ဒီဗဟိုအာရုံကြောမကြီးမှာစနစ်မှာအများဆုံးရှိပြောနေမှာရွှမ်းဆဲကကြတော့ဒီ peripheral nervous system မှာရှိတဲ့ cell အမျိုးအစားတွေဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူက myelin sheet လေးတွေနဲ့ပေါ့နော် myelin sheet ဆိုတဲ့ fat layer လေးနဲ့အုပ်ထားရပါတော့ဆိုတော့အဲ့ဒီ myelin sheet လေးတွေကဒီပို့လိုက်တဲ့ signal တစ်ခုကိုအမြန်ဆုံးရောက်စေရပေါ့နော်တကယ်လို့အဲ့ဒီ myelin sheet လေးတွေပျက်စီးနေရဆိုရင်တော့မရောက်ဘူးပေါ့နော်ဒါမှမဟုတ်နှီးတာတော့ဖြစ်နိုင်တာပေါ့နောက်တစ်ခုကြည့်မှာကတော့ဒီ neurons တွေရဲ့ types တွေပေါ့နော်အဲ့တော့အမျိုးအစားတွေမှာဆိုလို့ရှိရင်တော့ multipolar နောက်တစ်ခုက bipolar နဲ့ unipolar ဆိုပြီးတော့မှ၃မျိုးရှိပါတယ်ဒါကတော့ multipolar ရဲ့နမူနာပုံစံလေးဖြစ်ပါတယ်လို့ဆိုတော့ dendrite တွေအများကြီးပဲရှိတယ်သူ့ရဲ့ဒီ
ဒီကနေပြောနေမှာ axon halo ကနေပြောနေမှာ axon တစ်ခုထွက်ပြီးတော့မှဒီဘက်မှာ axon terminal ရှိတဲ့ပုံစံပေါ့နော်သူကတော့ဒီ nervous system မှာဆိုအများဆုံးရှိတဲ့ပုံစံဖြစ်ပြီးတော့နေမှာဒီ brain နဲ့ spinal cord မှာရှိတာများပါတယ်ဆိုတော့ bipolar ကကြတော့သူကဒီ cell body ပေါ့နော်ဒီ bipolar လို့ဘာလို့ခေါ်ရလဲဆိုလို့ချင်းဒီ cell body ကနေပြီးတော့နေမှာ dendrite ကတစ်ဖက်ထွက်တယ်ဒီ signal တွေထွက်မဲ့sorry ဒီဘက်ကဒီ axon terminal တစ်ခုထွက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့လို့သူက bipolar လို့ခေါ်တယ်အဲ့တော့ခါကျတော့သူကဘယ်လိုမျိုးနေရာတွေမှာတွေ့ရလဲဆိုလို့ရှိရင်တော့ sensory organ တွေပေါ့နော်ဆိုတော့ဘယ်လိုပါလဲဆိုလို့ရှိရင်တော့မျက်လုံးတို့နားတို့နှာခေါင်းတို့အဲ့လိုမျိုးတွေနေရာမှာတွေ့ရပါတယ်တဲ့ဆိုတော့ direction ပေါ့ direction ကကြတော့အသေးစိတ်အများကြီးတော့မပြောတော့ဘူးပေါ့နော်ဒီ sensory ဒီ type ထဲမှာဆိုလို့ရှိရင်တော့ sensory neuron interneuron motor neuron ဆိုတော့ဒီ sensory neuron ကနေပြောနေမှာ interneuron ကကြတော့ဒီနှစ်ခုကိုမြင်အောင်လို့ဆက်ပြီးတဲ့ဟာတွေပေါ့နော်အဲ့ရနေပြောမှာ motor neuron ကိုရောက်တာပေါ့ဆိုတော့အဲ့ဒါကိုဒီလိုမျိုး sensory ကနေပြောနေမှာလက်ခံတယ်ဆိုလို့ရှိရင်ကြတော့သူက afferent လို့ခေါ်ပြီးတော့နေမှာ output ထွက်လာတယ်ဆိုလို့ရှိရင်တော့ efferent လို့ခေါ်ပါတယ်ဆိုတော့ဆက်လက်ပြောမှာဒီ nursing concept အနေနဲ့ဆိုလို့ရှိရင်တော့okay stroke ရသွားတယ်လေဖြတ်သွားတယ်ရက်ကွက်တိုင်းမှာဘယ်လိုဖြစ်သွားတယ်ဒီလိုမျိုးဆိုလို့ရှိရင်သူကညာဘက်တစ်ချမ်းမလုပ်တော့ဘူးဘယ်ဘက်တစ်ချမ်းမလုပ်တော့ဘူးစကားမပြောနိုင်အောင်စသဖြင့်ပေါ့နော်ဆိုတော့ neurons တွေ nerve cell တွေပျက်စီးသွားတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ဆိုတော့ spinal cord injury ဆိုလို့ရှိရင်တော့ okay ဒီကြောရိုးမကြီးမှာရှိတဲ့ဘယ်နှစ်စစ်မှာဘယ်လောက်မှာဘယ်နေရာမှာဒီခါယိုးကိုပြီးတဲ့အတွက်ကြောင့်မို့လို့သူကမလှုပ်ရှားနိုင်တော့ဘူးစသဖြင့်သူကပို့ရမယ် signal တွေပို့လို့မရတော့ဘူးပေါ့နော်ဆိုတော့ဒါလည်းပဲ nerve တွေခိုင်းမိသွားတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ multiple sclerosis ဆိုတာတော့ယောဂတစ်ခုဖြစ်တယ်ဆိုတော့သူကစောစောကပြောခဲ့တဲ့ myelin ပေါ့နော်ဆိုတော့ myelin ဆိုတာကကြတော့သတင်းတစ်ချက်တစ်ခုခုရရှိတဲ့နေရာနေရရှိအောင်လို့မို့လို့ပေါ့နော်သူကဟိုအမြန်ဆုံးပို့ပြီးတဲ့electrical signal တွေကိုအမြန်ဆုံးပို့ပေးရပါပို့ပြီးတော့ခါကြတော့အဲ့ဒီ myelin လေးတွေပျက်စီးတဲ့အတွက်ကြောင့်မို့လို့ signal ကမရောက်တာဒါမှမဟုတ်လို့ရှိရင်အရင်နှီးသွားတာမျိုးဖြစ်တဲ့ယောဂကိုပြောတာဖြစ်ပါတယ် diabetic neuropathy ဆိုတာကတော့စီးချိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီအာယုံကြောလေးတွေပြက်ကုန်တာပေါ့ဆိုတော့အဲ့ဒါဆိုလို့ရှိရင်တော့သူက peripheral nerve တွေကိုပျက်စီးသွားတာပျက်စီးဖြက်စီးတယ်လို့ဖြစ်သွားတာပေါ့နော်ပျက်စီးသွားတဲ့အတွက်ကြောင့်မို့လို့ဒီလူကဘယ်လိုမျိုးခံစားလဲဆိုရင်တော့ထုံတာတို့ကျင်တာတို့ tingly and numbness တွေခံစားရပါတယ်ဆိုတော့ summary အနေနဲ့ကတော့ဒီ nerve cell တွေ nerve tissue တွေမှာတွေ့ရလဲဆိုလို့ရှိရင် brain spinal cord တွေမှာတွေ့ရတယ်ဆိုတော့ cell ရဲ့ type တွေဆိုလို့ရှိရင်တော့ neuron ရှိတယ် glia cell ရှိတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်သိလို့တာရှိရဆိုလို့ရှိရင်မေးထားလို့ရပါတယ်